နှုတ်ဆက်ခွဲခွာခြင်းတွေအားလုံးမှာအဓိပ္ပာယ်ရှိပါတယ်။ကဲသွားပေအောင်တော့ Enzo Maresca ရေကျွန်တော်တို့ Chelsea အပေါ်မှာစူးစမ်းပေးသွားခဲ့တာတွေအားလုံးအတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ကဲညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Chelsea နီးပြကြီး Enzo Maresca ကတော့ဒီလက်ရှိမှာ Chelsea အသင်းကနေထွက်သွားခြင်းမရှိသေးပေမဲ့လည်းထုတ်ပယ်ခံလိုက်ရပြီဆိုတဲ့သတင်းကတော့ confirm ဖြစ်ခဲ့ပါပြီ။ Enzo Maresca ဟာဒီ Stamford Bridge ကိုခြေချတဲ့အချိန်မှာကျွန်တော်တို့အားလုံးဟာသူ့အပေါ်မှာတန်တရားတွေရှိခဲ့ပါတယ်။ဒီနီးပြကငါတို့အသင်းကိုကောင်းကျိုးပေးပါမလားငါတို့အသင်းကိုကောင်းကောင်းကိုင်တွယ်နိုင်မှာမလားဆိုတဲ့တန်တရားတွေနဲ့ကျွန်တော်တို့ရှေ့ဆက်ခဲ့ကြပါတယ်။ဒါပေမဲ့သူဟာဒီအသင်းကိုကောင်းမွန်စွာကိုင်တွယ်နိုင်ကြောင်း Conference League ယူပေးခဲ့ပါတယ်။ကျွန်တော်တို့မထင်မှတ်ထားတဲ့အချိန်တစ်ခုမှာပဲနောက်ထပ် Club World Cup ဆိုတဲ့ flag တစ်ခုကိုပါဆက်လက်ရယူပေးခဲ့ပါတယ်။ဒီတော့ဒီနီးပြဟာတော်တော်လေးကောင်းမွန်တဲ့နီးပြဆိုပြီးကျွန်တော်တို့ယုံကြည်လာပါတယ်။ဒီ Chelsea အသင်းရဲ့ဒီနီးပြဟာကျွန်တော်တို့ Chelsea အသင်းကိုအမြင့်ကိုတွန်းတင်ပေးသွားမယ်နီးပြဆိုပြီးတော့ကျွန်တော်တို့မျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ရလက်တွေကဆိုးသွားခဲ့ပါတယ်။ရလက်ဆိုးသွားတဲ့အပေါ်မှာသူတယောက်တည်းကိုပဲအပြစ်တင်လို့မရပါဘူး။သူ့ရဲ့တောင်းဆိုမှုကိုမလိုက်ရောခဲ့တဲ့ဘိုးအဖွဲ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်ဒါတွေအားလုံးဟာမူတည်နေပြီးတော့သူတယောက်တည်းအပေါ်မှာအပြစ်တွေတင်ချခဲ့လို့မရပါဘူး။ဘာပဲဖြစ်ဖြစ်ပါဘိုးအဖွဲ့ကတော့ကျွန်တော်တို့လိုမျိုးဖြစ်တွေးနိုင်တာမရှိခဲ့ပါဘူး။ပြီးတော့ဒီပိုင်ရှင်တွေကြားရဲ့အားပြိုင်မှုမှာလည်း Enzo Maresca ဟာနစ်နာသူတူဖြစ်ခဲ့ရပါတယ်။ပွင့်ပွင့်လင်းလင်းပြောရရင်တော့ Enzo Maresca ဟာဒီပိုင်ရှင်တွေကြားရဲ့အားပြိုင်မှုရဲ့မြေစာပင်တစ်ခုပါပဲ။ဘာဖြစ်ဖြစ်ပါ Enzo Maresca ကတော့ကျွန်တော်တို့ Chelsea အသင်းကိုနှုတ်ဆက်သွားရမှာဖြစ်ပါတယ်။မလိုအပ်တဲ့အချိန်မှာထွက်ခွာပေးရတာဟာဝီနီးတစ်ခုဖြစ်ပြီးတော့ဒါဟာတီးတတ်မှုတစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးကတော့1နဲ့နေကောင်း1နဲ့နေမယ်ဒါမှမဟုတ်နီးပြတစ်ကိုမျောလင့်ကောင်းမျောလင့်နေပါလိမ့်မယ်ကစားသမားတွေနဲ့ဒီနီးပြကြားမှာရှိတဲ့ဆက်ဆံရေးကတော့ပြေလည်တဲ့ဆက်ဆံရေးကောင်းမွန်လှပတဲ့ဆက်ဆံရေးတစ်ခုဖြစ်တဲ့အတွက်ကစားသမားများစွာဟာ Enzo Maresca အပေါ်မှာနှုတ်ဆက်စကားတွေများစွာပြောကြားခဲ့ပါတယ်ဒီနှုတ်ဆက်စကားတွေကိုဖန်ရင်းနဲ့ပဲဖန်တယောက်အနေနဲ့တောင်မှသူတို့ကြားရဲ့ဆက်ဆံရေးကိုတွေးကြည့်ပြီးတော့ဝမ်းနဲ့မင်တမ်းမိပါရခင်ဗျာဒီတော့ Enzo Maresca ထွက်သွားပြီးတဲ့နောက်မှာကျွန်တော်တို့ Chelsea အသင်းဟာဘယ်လိုမျိုးကြံရှိနေခဲ့မလဲဘယ်လိုနီးပြကျွန်တော်တို့ Chelsea အသင်းကိုကင်တွယ်ပြီးတော့ဘယ်အဆင့်ထိရအောင်တွန်းပို့သွားမလဲဒါဟာကောင်းဖို့ဖြစ်လာတဲ့အရာတစ်ခုလားဒါမှမဟုတ်နှိမ့်ကျသွားဖို့ဖြစ်လာတဲ့အရာတစ်ခုလားဒီလိုမေးခွန်းများစွာနဲ့ကြံခဲ့ရမယ်ကျွန်တော်တို့ Enzo Maresca ဟာလက်ကြည့်တော့မှာမဟုတ်ပါဘူးသူဟာထွက်သွားရတော့မယ်သူတယောက်ဖြစ်သွားပါပြီဒီတော့အားလုံးပဲအတင်းထားပါလာမယ့်အချိန်တွေမှာကျွန်တော်တို့ Chelsea ကပြန်လည်တောက်ပလာအောင်ပါနှစ်သက်မှာနီးပြအသစ် Chelsea အသစ်ဟာပုံမအယောင်တောက်ပလာအောင်မယ်လို့လည်းမျှော်လင့်မိပါတယ်ခင်ဗျာအခုချိန်မှာတော့ကျွန်တော်က Chelsea fan တယောက်အနေနဲ့ Enzo Maresca ကိုနှုတ်ဆက်လိုက်ပါတယ်အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ် Enzo Maresca